အမျိုးသားတူဟာကြီးကန်းအုပ်စုတစုကအသက်လူနေရတဲ့တာလီကာငှက်လေးတစ်ကောင်ကိုဝိုင်းအာရုံနှောက်အောင်လုပ်နေရကိုတိတ်ဆိုင်တွေ့လိုက်ရပါတယ်။တနာစိတ်ဝင်သွားတဲ့ထို့အမျိုးသားဟာကြီးကန်းတွေကိုမောင်းထုတ်ပေးလိုက်တဲ့အခါတာလီကာလေးဟာရှုံးနှိမ်သွားတဲ့ကလေးလေးတစ်ယောက်လိုတနာစပွဲဖြစ်နေရှာပါတယ်။အမျိုးသားကသူ့ကိုနှိမ့်ပေးပြီးရေးတိုက်လိုက်တဲ့အခါမှာတော့မမျော်လင့်ပဲတာလီကာလေးကသူ့ရဲ့အတောင်ပံတွေကိုဖြန့်ကားပြန်လိုက်ပါတယ်။တာလီကာအတောင်ဖြန့်ကမြင်ရရင်ကန်ကောင်းတတ်တယ်လို့ပြောစပက်ရှိကြတဲ့အတိုင်းဒါဟာသူ့ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းအလှဖဆုံးနီလန်နဲ့ဖော်ပြလိုက်တာဖြစ်နိုင်ပါတယ်။အမျိုးသားကတာလီကာလေးတတ်သွားပြီးအထင်းနဲ့ကားပေါ်တက်ပြီးထွက်ခွာဖို့ပြင်ပေမဲ့ငှက်လေးကသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကငှက်လေးက cigarette တစ်လိပ်ကိုပါးစပ်နဲ့ခဲပြီးအမျိုးသားကိုလာပေးတာပါပဲ။ရဲရင်စွာကယ်တင်ပေးခဲ့တဲ့အတွက်ဂါရောကပြုတ်တဲ့သဘောမျိုးနဲ့ပေါ့။ပြီးမှသူကဝေးကိုပြန်သွားခဲ့ပါတယ်။ဒါပေမဲ့ဇလန်ကဒီမာတွေမပြီးသေးပါဘူး။နောက်နေ့မနက်မှာတော့သူ့အမျိုးသားဟာပဒင်းပေါက်အပြင်ဘက်မှာငိမ့်လေးရပ်နေတဲ့အဲ့ဒီတာလီကာလေးကိုပြန်တွေ့လိုက်ရပါတယ်။သူကပဒင်းပေါက်ဖွင့်ပေးလိုက်ကိုငှက်လေးကအလိုက်အတိနဲ့အိမ်ထဲဝေးလာပြီးထမင်းစပွဲပေါ်မှာအစားအစာတွေစားရုံတမကအိတ်ခမ်းတဲ့အထိဝေးလာပြီးသူ့အိမ်သူ့ရလိုမျိုးဟိုလျှောက်ဒီလျှောက်လုပ်နေပါတော့တယ်။အမျိုးသားကတတိ6တွင်နဲ့ဧည့်ခံရင်နောက်ပိုင်းမှာတော့ဒီတာလီကာလေးကအိမ်မှာပဲအခြေချနေထိုင်သွားပါတော့တယ်။အတူတူနေရင်းနဲ့တာလီကာလေးကအယမ်းညံကောင်းတာကိုတွေ့ရပါတယ်။စကားပြောတဲ့ယုံနဲ့မကဘူးအမျိုးသားရဲ့စိတ်ကူးကိုပါနားလည်နိုင်စွမ်းရှိပါတယ်။အမျိုးသားကလမ်းခေါ်လိုက်တာနဲ့ချက်ချင်းရောက်လာပြီးရေချိုးတက်ပါသေးတယ်။လူကြီးတွေအဆိုအရတာလီကာရေချိုးတာမြင်ရခဲတယ်မြင်ရတဲ့သူကကံကြမ္မာတွေပြောင်းလဲပြီးကံကောင်းလာတတ်တယ်လို့ဆိုကြပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအားလုံးလည်းကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။တခါတလေကြောက်ယူလေဒီညက်လေးကအယမ်းဆိုးပါတယ်။အမျိုးသားကခြေလိုက်ချွတ်လိုက်တာနဲ့ချက်ချင်းရေထဲကိုဆွဲယူသွားပြီးလျော်ပစ်လို့တက်လို့အမျိုးသားမှာဘာလို့ရမှန်းမသိအောင်ဖြစ်ရပါတယ်။တကယ်လို့အမျိုးသားကစိတ်ဆိုးတယ်လို့မျိုးအပြစ်မောင်းထုတ်လို့ရင်လည်းချက်ချင်းပဲမျက်နှာချိုသွေးပြီးဘိုက်လေးလှန်ပြကအချော့ခံတတ်ပါသေးတယ်။တန်ရိုးချင်းတွေဘလို့ရှိတဘာဝတရားရဲ့တားကောင်ချက်တဲ့အတွက်တနေ့မှာတော့တာရတဲ့မွန်းလဲပိုင်းတစ်ခုမှာအမျိုးသားဟာသူ့ကိုတော်တယ်ပြန်လွတ်ပေးခဲ့ပါတယ်။သူပြန်သွားတဲ့ကြောပင်ကိုကြည့်ရင်အမျိုးသားကမျက်လီကျကြံ့ရစ်ထဲပြီးမြဲတလအကြာမှာတော့တာလီကာလေးကပြန်ရောက်လာပြန်ပါတယ်။ငှက်နေမှာဆိုတော့အစားအစာတွေကျွေးတဲ့အခါသူကနည်းနည်းလေးစားပြီးကြံနာကိုပါဇက်နဲ့ခဲပြီးဝေးကိုပြန်သွားပါတယ်။တိလိုက်ရတာကတော့သူကတခြားတာလီကာမလေးတစ်ကောင်ကိုအစားအစာသွားကျွေးတာပါ။သူချက်သူရသွားပြီပေါ့။ပိုပြီးရရတာကတော့ရက်အနေငယ်အကြာမှာသူတို့ဆောင်တွဲဟာအမျိုးသားရဲ့ဝရန်တာမှာအတိုက်လာဆောက်ကြပါတော့တယ်။ကြည့်ရတာဒီအမျိုးသားကတော့တာလီကာလေးရဲ့ကတ်တွဲခြင်းကိုခံလိုက်ရပြီထင်ပါရဲ့ဗျ။